amasa penina topan himuna ama kamal moto pulak thaidi na siapa hunong piang na tungto ni na keizong ki hel thei ka hi manina lungdamong ko masa ing hina tunina siapa pen amina hiale sia Silas mo sia Silas hina izi khatle tani nei hi chena ki pulang nuam hang to tak changina anasep ahiale kolpia Maranatha Bible College mo ejite i sanga kumkwa sem kinta hi chi jong pulang nuam ing tulai takina Adonai Church amo senior pastor seplai takhi chena atomina to atenggen masanwa mingei lungdam Kolo chain gong bin sen bin de atashin de phya the khin di ka ba set set mung ti chin shi ba se amen telhang mere ဟုတ်ပြီကျွန်တော်တို့ဒီနေ့ကျေးဇူးတော်အားဖြင့်ကျွန်တော်အချိန်ပေးတဲ့ဒီကလေးစားတဲ့เนาะကျွန်တော်တို့ရဲ့ဆရာတွေရထုတစ်ဖြစ်ဒီမှာတာဝန်ယူကြတယ်เนาะကျွန်တော်ညီကိုမောင်မတွေရောက်ချင်းစီတိုင်းပေါ်မှာပထမချက်နေနဲ့ကျွန်တော်အထူးပဲကျေးဇူးတင်ရှိပါတယ်လို့ကျွန်တော်အရင်ဆုံးပြောလိုတာဖြစ်တယ်ဒုတိယချက်နေနဲ့ဒီနေ့လက်ပိုးပေးတဲ့เนาะဒီကဆရာမအရင်ကတော့ကျောင်းသူခုကျတော့ဆရာမကြီးဖြစ်ကုန်ပြီဆရာမပေါ်မှာကျေးဇူးတင်တယ်လို့အခုကကျွန်တော်ကိုဟိုတယ်ကနေဂျူပြီးတော့မှလိုက်ပေးတယ်ဒီကကျွန်တော်ရဲ့ညီလေးပေါ့နော်ကျွန်တော်ညီဖြစ်တယ်အဲ့ဒီမယ်ရီပါလို့ခေါ်တယ်သူလည်းပါဝင်ပေးတဲ့ပုံမှာတကယ်ပဲဂျူတင်တယ်ဆိုတာအရင်ဦးဆုံးကျွန်တော်ဂျူတင်စကားပြောလိုတာဖြစ်တယ်ကျွန်တော်တို့ဘုရားကျောင်းဝင်လာတာနဲ့ဝိညာဉ်တော်လှုပ်ရှားတဲ့နေရာကသိတာတယ်ဟာလေလုယာအာမင်ဝိညာဉ်တော်ကိုစာငတ်တဲ့အသင်းတော်ဘုရားကိုပထမနေရာမှာထားတဲ့အသင်းတော်မှာဘုရားကလုံးဝလှုပ်ရှားတယ်အာမင်ဒါကြောင့်မကြမ်းမာသောသူကလည်းကြမ်းမာစေတယ်လို့မနှိုးထတဲ့သူကိုလည်းနှိုးထခွင့်ပေးတဲ့ထာဝရဘုရားရှိတယ်ဟာလေလုယာအာမင်ဒါကြောင့်ကျွန်တော်တကယ်ယုံကြည်တယ်ဒီအသင်းတော်ကိုဘုရားသခင်အကောင်းကြီးပေးတယ်ဆိုတော့ကျွန်တော်ဝင်လာတဲ့ကျွန်တော်လည်းနှီးဆန်းရတာဖြစ်တယ်ဒါကြောင့်ဆက်လက်ပြီးတော့မှကျွန်တော်တို့အမှုတော်မြတ်မှာပါဝင်ကြရအောင်လို့အရင်ဦးဆုံးဗမာနာအနေနဲ့ကျွန်တော်အနေနဲ့ပြောလိုတာဖြစ်ပါတယ်အာမင်ဟုတ်ပြီဒီနေ့ကျွန်တော်တို့လူငယ် youth service ဆိုတဲ့အတိုင်းပဲကျွန်တော်တို့လူငယ်အကြောင်းကိုပဲကျွန်တော်တို့ဥထိတ်ထားပြီးတော့မှကျမ်းစာကိုအခြေခံပြီးတော့မှကျွန်တော်အတူတကွခွန်အားယူကြရမှာဖြစ်တယ်။အရင်ဦးဆုံးကျွန်တော်တို့ရွေးချယ်ထားတဲ့ကျမ်းစာကိုအတူတကွဖတ်ကြရအောင်။အရင်ဦးဆုံးကျွန်တော်ဗမာလိုဖတ်ပြီးတော့မှဒီကရှာမကနေပဲအခုကျွန်တော်တို့ရဲ့တစ်တိမ်လိုဖတ်ကြားသွားမှာဖြစ်တယ်။အရင်ဦးဆုံးကျွန်တော်ရွေးချယ်ထားတဲ့ကျမ်းကတော့တိမောသေပထမဆောင်အခန်းကြီး4အငယ်7တိမောသေဩဝါဒစာပထမဆောင်အခန်းကြီး4အငယ်7သင်ဤအသက်အရွယ်နှုတ်ပြူသည်ကိုအဘေသူမျှမထီမဲ့မြင်မပြုတ်စေနှင့်စကားပြောခြင်းကြင်ကြံပြုမှုခြင်းသူတစ်ပါးကိုချစ်ခြင်းဝိညာဉ်သဘောရှိခြင်းသက်စာဆောင်ခြင်းစင်ကြယ်ခြင်းအရာမှာယုံကြည်သောသူတို့အားပုံသက်သေးကိုပြလောကျေးဇူးပြုတော်ရှမဖတ်ပြမှာဖြစ်တယ်အေပါဝိနာစိမ်ခေါမနီမောတိမောသေမဆာအလျန်လီအနေဝဆ om လနီတိမောသေမဆာအလျန်လီအနေဝဆ om လနီနာခန်းနိုလိုင်းဟိနာထူဟာငင်မီတေစိမောဒီငင်နာကေယင်လာကမ်ပေါနာဂမ်တတ်နာအင်နာနာလေစယန်ထုံနာထူမီတေအတဲ့ဒီငင်နာအင်အာမင်အာမင်အသက်ရှင်တဲ့နှုတ်ကပတ်တော်ကိုဖတ်သွားကြတဲ့ရောက်ချင်းစီတိုင်းပေါ်မှာဖခင်သခင်ဆက်လက်ပြီးတော့ကောင်းချီးပေးပါစေအာမင်ဟုတ်ပြီဒီနေ့ကျွန်တော်တို့ဖတ်သွားတဲ့အတိုင်းပဲဒီနေ့အတူတကွခွန်အားယူကြဖွင့်ရအတွက်ကျွန်တော်ခေါင်းစဉ်လေးတက်ချင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ပုံသက်သေးဆိုခေါင်းစဉ်လေးနဲ့ကျွန်တော်ခွန်အားယူကြရမှာဖြစ်တယ်တူနီအနာအီဗက်ပီနာအင်လုံငိုင်ခပ်ဒင်းပစီယန်ကမ္မလ်ထူလူအောင်တိုင်အင်တိုင်နာဘန်ဟျမ်ချီလေပုံသက်တီမတော့အီအိမ်မမအနာအီPasiani bangchidia mo atetti hingyan mo to ay ma ina actiona alakhadi pongtetti hoite mo to lim hoi lim pha te hi hang chi to ki kum khom nuam hang ကျမ်းစာမှာကျွန်တော်ကြည့်ရဆိုရင် lai siang tho sunga i tak chang ina ယုံကြည်သူအယောက်ချင်းစီတိုင်းယေရှုခရစ်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အသက်သခင်ဖြစ်ယုံကြည်လက်ခံတဲ့သူတိုင်းကအချင်းချင်းဘယ်လိုခေါ်ကြတယ်လဲဆိုရင်leitunga pasian gupchian na anga khin mi khem peupen eile ei bang chikisap ihiam chi le ညီအကိုလို့ခေါ်ကြတာဖြစ်တယ်ချင်းချင်း sangam chi na ikisam hi အခုကျွန်တော်တို့သစိမ်းတွေတွေ့ရင်တော့ဟဲ့ကောင်ဟ
ဟေးနေအဲ့လိုပဲကျွန်တော်ပြောမှာသဘောတရားတော့ มีรังคัดอีเทงไงลูกคัดมูนฮิเลงเฮ้ยนางป้านางนูจีนักกิสัมหัง ဒါမဲ့ယုံကြည်သူတွေကတူးပြီးတူးတွေ့တဲ့ခါမှာကျမ်းစာမှာပထမဦးဆုံးပေါ်ပြတာကဘာလဲဆိုရင်ညီအကိုဟေးညီကငါ့ရဲ့ညီကိုပဲဒါကျွန်တော်ညီကိုပဲဆိုပြီးတော့မှအချင်းချင်းခေါ်ကြတော့ကျွန်တော်ကျမ်းစာမှာပထมအနေနဲ့ကျွန်တော်တွေ့ရတာဖြစ်တယ် อหิหางินะทุมีเตเป็นอิกิมุหุนตักจางินะบังจิกิสับอิฮิยามจีเลเฮ้ยสังกัมจีนะอกิสัมเตหิหัง ဒုတိယချက်မှာဆိုရင်ဘယ်လိုခေါ်ကြတယ်လဲဆိုရင်တော့တပိတော်လို့ခေါ်ကြတယ်တပိတော်ဆိုပြီးတော့အချင်းချင်းခေါ်ကြတာဖြစ်တယ် อันนี้นะบางยามจีเลทุมีเตเป็นอิกิสับตักจางินะนุงซุยเตจีนะกิสัมหัง ဒါတရအချက်မှာဆိုရင်တော့ယုံကြည်သူတင်ရယုံကြည်သူပဲကျွန်တော်ကယုံကြည်သူပဲဆိုပြီးတော့မှမိတ်ဆက်လက်ရှိကြတယ် อทุมนาบังจิกิสับลายอิฮิยามจีเลทุมีเตจีนะขัดเลขัดกิสัมหิหัง နောက်ပြီးတော့စရုထချက်မှာဘယ်လိုခေါ်ကြတယ်လဲဆိုတော့တန့်ရှင်းသူနေဟာတန့်ရှင်းသူပဲကျွန်တော်ဟာတန့်ရှင်းသူပဲဆိုပြီးတော့မှခေါ်ကြတော့ကျမ်းစာမှာတွေ့ရတယ် อลีนาบังจิกิสับอิฮิยามจีเลมิเสียงโทเตจีนะกิสัมหิหัง ဒါမဲ့တနေ့ကျတော့ယုံကြည်သူတွေကအန်တီယိုမြို့မှာတွားတဲ့အခါမှာမယုံကြည်သူတွေကယုံကြည်သူတွေကိုမြင်တဲ့အခါမှာဘယ်လိုခေါ်တယ်လဲဆိုရင်ခရစ်ယာန်လို့ခေါ်ခံရတယ်ဆိုတော့ကျမ်းစာမှာတွေ့ရတယ် หุนขัดลายนะเอ็นติโอขวาทุมีเตเป็นกุยจิกิสับอุอหิยามจีเลลายเสียงโทสุงะอิมูนาอินะคริสเตียนมะเตทุมีเตจีนะกิมูฮี ကျမ်းစာကောင်းကောင်းကြည့်တယ်ဆိုရင်ခရစ်ယာန်ဆိုတဲ့စကားလုံးကမယုံကြည်သူစီကနေလာတယ်ဆိုတော့အနက်ဒိတ်တွေက CHRISTIAN နဲ့ဆုံးတဲ့စကားလုံးမှန်တယ်မြတ်ရဲ့အနက်ဒိတ်တွေကပိုင်ဆိုင်ခြင်းကိုဆိုလိုခြင်းဖြစ်တယ် right okay ကျွန်တော်တို့ကျမ်းစာမှာကြည့်ရင်ခရစ်ယာန်လို့အခေါ်ခံရတဲ့အမည်နာမကဘာလဲဆိုရင် ลายเสียงโทสุงะคริสเตียนจะอิกิสับนาอามินอีอดีนาอินาบังฮิยามจีเล ခုနကျွန်တော်စလုံးပေါင်းပြီးတာပိုရှင်းမယ်ထင်တယ် CHRISTIAN နဲ့ဆုံးတာဖြစ်တဲ့ခရစ်ယာန်ဆိုတဲ့စကားလုံးက คริสเตียนอิจิเป็นมะโต IANCHRITIAN จีโตอีคุพี အဲ့ဒီဆုံးတဲ့ IAN ရဲ့အနက်ဒိတ်တွေက belonging ပိုင်ဆိုင်ခြင်းကိုဆိုလိုခြင်းဖြစ်တယ် ตัว IANE อเขียนในนะบังฮิยามจีเล belonging กิจีอินะไอโตมะโตไออิเนสาไอโตกิไซฮีจีอเขียนนาฮี ဆိုလိုတာကသင်ကိုယ်တိုင်က อีเกนนบนาอินะนังโต ယေရှုကိုနောက်လိုက်တဲ့သင်ကိုယ်တိုင်ကယေရှုခရစ်ပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတော့ပြောခြင်းဖြစ်တယ် เจซูนุงอซุยนังเลเกอินะปัสยันเนสาฮีหังจีนะกิปุลังนวมหัง ဟာလေလုယာ อาเมน ဒါကြောင့်သင်သည်ရိုးရိုးလူမဟုတ်ဘူးတာမန်လူမဟုတ်ဘူး ตัวอหิมันีนะนังเลเกอีเป็นมิมองมอคิโลฮีหัง ကျေးဇူးပြုပြီးတော့ကျွန်တော်ရဲ့ poster လေးကိုဒီမှာထိုးပေးလို့ရမလား line ပေါ်မှာ poster ကျွန်တော်ရဲ့poster လေးပေါ့နော်ကျေးဇူးပြုပြီးတော့မှဒီမှာထိုးပေးလို့ရမလားเนาะကျွန်တော်မြတ်တာရက်ခံခြင်းနဲ့ เฮปินาโตเสียปาอีมะโตโปสตาเป็นไลตุงาเป็นนงทูสักเวอร์ ဓာတ်ပုံနဲ့အပြင်နဲ့တော့မတူဘူးဒါပေမဲ့ကျွန်တော်ပြောချင်တာကဒီမှာဘာလို့လဲဆိုဒီမှာ youth ဆိုတာကျွန်တော်တွေ့ရတယ် YOUTH ဆိုတာတွေ့ရတာဖြစ်တယ် YOUTH ဆိုတဲ့စကားလုံးကိုကျွန်တော်တွေ့ရတယ် อีเวกินาอีเอตักเจียงนะ YOUTH ยุดอจิเป็นหมู่ฮีหัง ဒီနေ့လူငယ်အစီအစဉ်ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်မေးခွန်းတစ်ခုလုံးမေးပါရစေ ตูนีนะคังโนหุนะหิมันีนะอีดดนาคาดงดงนัวมิง YOUTH စကားလုံး၅လုံးထဲမှာအရေးကြီးဆုံးသောစကားလုံးကဘာများဟုတ်မလဲပြောကြပါဦးကျေးဇူးပြုပြီးတော့ YOUTH ลายมัลสุงะอทุปิเปนีนะบังฮิเดียฮิยามงเกนุนบังทุปิเปเนกวย YOUTH ปะนามอหุยนะสักเป็นคาดงเกนเจียวโฟ ဟုတ်ပြီကျေးဇူးတင်ပါတယ်တချို့က U ရှိတယ်လို့တချို့က T ရှိတယ်တချို့က TH ရှိတယ်အားလုံးပြောတာမှန်တယ် อีเวกินะอีเกนมันฮี ဒါပေမဲ့တစ်ခုတော့လိုတယ် อหิหางินะขัดกิสัมฮี အဲ့ဒီလိုတဲ့အရာကဒီထဲမှာကြည့်ပါစကားလုံးက YOUTH မှာအလီဘဟူမှာကြားတဲ့စကားလုံးကဘာများလဲဆိုတော့သိတာတယ်ဒီမှာကြည့်လိုက်ရင်
ငါလုံးထဲမှာအလေဘဟုမှာကြားတဲ့စလုံးက you ဆိုတော့နေမယ်ဟာလေလုယာ အာမင် နေမယ်အကြီးကြီးဆုံးပုဂ္ဂိုလ်ဖြစ်တယ် you ตูนี้นะนังเป็นอทุปิเป็นนะฮีฮี ဒီမှာ th ရှိတယ်ဒီမှာ way o ရှိတယ်နင်ကအလေမှာရှိနေတယ်အတိပေရှိရနော် ตูนี้นะอิปังะ yo อมินะอิปังะ th อมฮีตูนี้นะอะไรสังะยูบังหังอินอมฮิมจิเลนังเป็นมิทุปีฮีเต ဒီနေ့ကျတော့ scientist တွေက shock ဆိုတဲ့ငမန်းပေါ့နော် shock ဟိုအချိုရဘူးတော့မဟုတ်ဘူးငမန်းကိုပြောတာ อีตูนี้นะ scientist มีปิลเตนะชักไม่ได้ชักชักงามานเป็น အဲ့ငါအကြီးကြီးကိုယူပြီးတော့မှသူတို့က6လက်မပတ်လေမှာနော်6လက်မပလတ်စတစ်ဘူးပတ်လေမှာရီထည့်ပြီးတော့မှအဲ့ဒီ shock ဆိုတဲ့ငါးကိုထားလက်ရှိတယ်စမ်းတက်တာနော်သူတည်နာလောက်တာ อีมีปิลเตนะตัวอีปัดเลโมปัดเลกุกนาอีตัวสุงะเป็นตัวชักงาโมงะปีเป็นองกอยอุฮี အဲ့ဒီငါးကအယမ်းပဲကြည့်ထွက်တာမြန်တာဖြစ်တယ်ဒါကြောင့်သူတို့ကစမ်းတက်တာ ตัวอหิมันนี่นะตัวงาเป็นกลใบมาอหิมันนี่นะอามาอุเป็นเลลาจียโมสันตัดกิสินนาอันอุฮี ဒါပေမဲ့တပတ်ကြာတယ်အဲ့ဒီငါးကပုံမှန်ပဲမကြည့်ထွက်သွားဘူး อายังงี้นะกาลขัดองไปตาฮีตัวงาเป็นองกลตัวโลฮี တလပုံမှန်ပဲ ขัดองไปฮีตัวบังมาฮี နှစ်လ3လအထိကြည့်တာပုံမှန်ပဲရှိတယ်တကောင်းနင်းနေလေးမှ तू ကမကြည့်ထွားသွားဘူးအဲ့ငါ ขณีขัดทุมบังองเอ็ดอุหางี้นะตัวงาเป็นองกลตัวโลฮี ငါမျိုးနွေထဲမှာအကြီးဆုံးသောငါမှာပါတဲ့အဲ့ဒီ shark ကဘာကြောင့်မကြီးထွားတယ်လဲဆိုတော့သူတို့စဉ်းစားလို့ကိုမရဘူးဖြစ်နေတယ် งาสุงเตงะอเลียนเป็นนะฮีตัวชักงาเป็นบางหังฮิจิดานะตูตีตนะโบลาบางหังงี้นะคังโลวะยามจีนะอามาเป็นองซงอุฮี ဒါကြောင့်မို့အဲ့ဒီ6လက်မပတ်လေမှာထိတ်ထားတဲ့ငါးကိုယူပြီးတော့မှပြင်လေထဲမှာထားလိုက်တယ် ตัวเจียงงี้นะตัวงาเป็นองลาอินะตัวอบอมปะนี่นะองลาอินะตุยปีสุงะองเขียวอุฮี ပြင်လေထဲမှာထားတော့3ရက်ပဲကြာတယ်အကြီးဖြစ်သွားတာအဲ့ငါ ตัวตุยปีสุงะองเขียวดูตักเจียงงี้นะนี่ทุมเบกไปนะงาเป็นทักขะดินะองกลปะฮี ကျွန်တော်မေးခွန်းမေးချင်တယ်ဘာကြောင့်6လက်မဘူးထဲမှာ तू ကမကြီးပဲနဲ့ပြင်လေထဲမှာဘာကြောင့်ကြီးထွားတယ်လဲဆိုတော့ကျွန်တော်မေးခွန်းမေးချင်တယ် เกนถูขะดงนัวมิงหิงาเป็นบางหังงี้นะปัดเลกุกสุงะตุยสุงะอีกอยเจียงงี้นะคังโลวินะตุยปีสุงะอีลดเจียงงี้นะบางหังองคังปะฮิยามจีองดงนัวมิง ဝိငင်တော်နဲ့ကျင်းဝတ်တဲ့လူဘုရားမှာမွေ့လော်တဲ့သူတိုင်းကကြီးထွားတာဖြစ်တယ်ဟာလေလုယာ คาเสียงเท่าโตอากิดิมคาเสียงเท่าสุงะนัวมัซาอากิเดียมีมาลเป็นคังโตหันฮี ဒါကြောင့်သင်သည်ယူဆိုတဲ့ပုဂ္ဂိုလ်အလေကသင်တည်ရှိတဲ့နေရာကဘယ်မှာနေနေတယ်လဲဆိုတော့ကိုမေခွန်းထုတ်စေခြင်းတာဖြစ်တယ် ตัวอหิมันนี่นะตูนี่อินยูอจินะมุนเป็นอีอมนามุนเป็นนังบังมุนะอมนะฮิยามจิเป็นองดงนัวมิง ဒါကြောင့်သင်သည်ခရစ်တော်မှာနေသလားဒါမှမဟုတ်ဤလောကမှာနေသလားဆိုတော့ကိုယ်ပဲသိတာဖြစ်တယ် ตัวนี้อินะเจสุสุงะอมนะฮิยามอหิเกยาเลเลยตุงะอมมองนะฮิยามจิเป็นนังมาอินะเทยเป็นฮีเต ဒါကြောင့်မို့ယူပြီးရင်ယူရဲ့ဘေးမှာကျွန်တော်တို့အုပ်တွေ့ရတယ်ဟုတ်မှာအုပ်စကလုံးတွေ့ရတယ် ตัวคิดจังอินะยูอีอามายะเป็นโอกิมุเทฮี အုပ်ဆိုတဲ့အဓိပ္ပာယ်က others โออีอาเขียนในนะบางฮิยามจิเล others มีเตอจินาฮีมีดังเตอดีนอจินาฮี ဒါကြောင့်လူငယ်ရဲ့ဘေးမှာအမေတမ်းဘသူရှိလဲဆိုတော့အခြားလူရှိနေတယ် ตัวอหิมันนี่นะมีหิงเตอีกีมีปามากว่าอมฮิยามจิเลมีดังมานะอมฮี ဒါကြောင့်သင်ရဲ့ဘေးမှာရှိတဲ့ပုဂ္ဂိုလ်ကအခြားသောသူကဘယ်သူလဲဆိုတာသင်ကောင်းကောင်းလေးသိဖို့လိုတယ် ตัวอหิมันนี่นะตูนี่อินนะอมนะเกยาอมมีเป็นกว่าฮิยามจิเป็นอิเตลริงกิซัมฮี သင်ဘေးမှာရှိတဲ့ပုဂ္ဂိုလ်ကမယုံကြည်သူဆိုရင်မယုံကြည်သူအတိုင်းပဲသင်ကိုတဖြည်းဖြည်းနဲ့ဆွေးသွားမှာဖြစ်တယ် ตัวอหิมันนี่นะนะเกยาอมเป็นทุอุมโลมีขัดอหิยาเลนันุนตักนาดำดำมินะองเสดิงอิงนะองยำจัดเต็กดีฮี ဘုရားကြောင့်မသွားနဲ့မပေးနဲ့တချင်းမဆိုနဲ့တချင်းမတိုက်နဲ့ music တွေမတီးနဲ့အမျိုး
မြို့သူကတင့်ဘေးမှာရှိတဲ့ပုဂ္ဂိုလ်ကနင့်ကိုဆွေးဆောင်နေမှာဖြစ်တယ် nakianga mi pa mi nu ina biakin pai ke in githa tum ke in la sa ke in biak na pe ke in biak khet na jong pe ke in china I ong nung kai den di hi ဒါကြောင့်တင့်ရဲ့ဘေးမှာရှိတဲ့အခြားသောသူ other ဆိုတဲ့ပုဂ္ဂိုလ်ကဘယ်သူလဲဆိုတာသင်ကောင်းကောင်းလေးသိဖို့တကယ်လိုတာဖြစ်တယ် ตัวa hi mani na igeya te jong kwa hiam chi pen itel ma ding ki sam hi တို့မြန်မြန်လေးသွားမယ်နံပါတ်ဘေးမှာယူရဲ့ဘေးမှာအုပ်ရှိတယ်တစ်ဖက်ချမ်းမှာဆိုရင်ထီရှိတယ်ထီ ตัวtak chiang ina owi ageya pen wai omina apa ma pen ti om hi ထီရှိတယ်အဲ့ဒီထီရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ cross ကျွန်တော်လက်ဝါးကားတိုင်းကိုဆိုလိုခြင်းဖြစ်တယ် ตัวตีอีอดีนาเป็นบางยามจิเล cross ฮีอีสิงลามเตอดีนาฮี ဒါကြောင့်တင့်ရဲ့ဘေးမှာဤလောကအရာရှိတယ်တင့်ရဲ့ဘေးမှာခရစ်တော်တည်ဟူသောသူ့ရဲ့အသက်ကူတော်မနှမျောပဲချစ်တဲ့ခရစ်တော်ကလည်းတင့်ရဲ့ဘေးမှာအမြဲတမ်းရှိနေတာဖြစ်တယ် ตัวฮีมันนี่นะอีเกยะมีหอยเหลาขัดจงอมาอหิหางินะนาเกยเลวนาเกยลังขัดเลวเลวะอหิอาเลเจซูมตัวสิงลามเตตุงะอนุนตังนาองเปียเจซูจงนาเกยะอมฮี ဒါဆိုတော့တင့်ရဲ့တက်တာမှာဘေကိုသွားတယ်လေဘေကိုဥစားပေးတယ်ဆိုတာတင်တယောက်တည်းပဲသိတယ်ဒါ ตัวฮีมันนี่นะนันุนตังนาสุงะนังกอยลำปีเป็นซุยนะยามจิเป็นนังเบกินเทฮีเต ကျွန်တော်က Silas ဘွေထောင်လျက်ဖြစ်တယ် เกยเป็นไซลัสบอยทอนเลียนทิง ကျွန်တော်ဘယ်သူလဲဆိုတာအခုဒီမှာရက်တာကကျေးဇူးတော်ကြောင့်ကျွန်တော်ရက်တယ်မှန်တယ် เกยเป็นกว่ากะยามจิเลเฮปีนาหางินะฮิมุนะอดิงปาหิง ဒါပေမဲ့ဘယ်သူလဲဆိုတာအားလုံးကသိမှာမဟုတ်ဘူး อายังงินะกะหินะตักตักกว่ามานงไทเกยนุเต ကျွန်တော်အမျိုးသမီးလည်းမသိဘူး กะจีจงไทเกยนุเต ကျွန်တော်သမီးသားလည်းမသိဘူးကျွန်တော် กะตะนูกะตะปาจงไทโลดีฮิว ဒါ เต ပေမဲ့ကျွန်တော် Silas ဘွေထောင်လျက်ကဘယ်သူလဲဆိုတာကျွန်တော်ကိုကျွန်တော်သိချင်တယ်ဆိုရင် อหิหางินะเกยมาไซลัสบอยทอนเลียนเป็นเกยเลเกยกิเทนัวมินฮิเลง တယောက်ထင်းနေတဲ့အချိန်မှာသိရတယ် เกยเบกกะอมหุนีนะกิเทดีฮิ ဒါကြောင့်သင်တယောက်ထင်းနေတဲ့အခါမှာ others မှာနေသလားခရစ်တော်တည်တော်လက်ဝါးကားတိုင်းမှာနေသလားဆိုစမ်းစစ်ပါ hallelujah ตัวฮีมันนี่นะนังเบกนะอมหุนีนะนังกวยเกยะอมมาเจซูเกยะอมโมสิงลามเตเคพุงะอมโมจิเป็นนังเลนังกิเทดีฮิเต သင်တယောက်ထင်းနေတော့မှကျမ်းစာဖတ်ရင်အဲ့ဒါကသင်ပဲ นังเบกนะอมหุนีหลายเสียงโทนะซิมเลตัวเป็นนังฮีเต ကိုရီးယားကကြည့်အဲ့ဒါကသင်ပဲ กูเรียกานะเอ็ดเลซงตัวนังมาฮีเต ဥပါစာရံဤဆိုတာမျိုးတွေတကယ်မရတဲ့ဟာတွေကြည်လွမ်းလို့ဆွေးသွားတာဖြစ်တယ်မတင်မှုတော့တာတွေကကြည်လွမ်းလို့ကိုဆွေးသွားတာ อีเอ็ดวิดีโอเตมตัวกูเรียกาของอีเอ็ดเตหางินะอีเทอิโลกาลีนะอีลุงซิมตัวเตนงลาฮี ဒါဆိုတော့သင်ကကိုရီးယားကတယောက်ထင်းနေတော့မှကြည်နေတယ်ဆိုအဲ့ဒါကသင်ပဲတာသင်ကကိုရီးယားကပဲ ตัวฮีมันนี่นะกว่ามาเทอิโลนังเบกนะอมลายตะกินกูเรียกานะเอ็ดเอ็ดเลซงตัวเป็นนังอีนะฮีนาฮี ဒါပေမဲ့ခရစ်တော်ထဲမှာနေတယ်ဆိုရင် อะฮีหางินะเจซูสุงนะอมาเล ကြီးထွားတယ်ဟာလေလုယာ ขังตูดีฮีเตอาเมน သူ့နားမှာနေတဲ့ခရစ်တော်ကကျွန်တော်တို့ကိုတာဝန်ယူပေးတာဖြစ်တယ် อามาเกยะอาอมเจซูเกยะอาอมมีเตเป็นตูปันตาวันงลังยาทีอาเมน ဒါကြောင့်မို့ခုနကျွန်တော်ကျမ်းစာဖတ်တာလေနော်သင်ဤအသက်အရွယ်နုပြူသည်ကိုအဘေသူမျှမထီမဲ့မြင်မပြုတ်စေနဲ့တဲ့ ตัวอหิมันนี่นะเดนาอิไลเสียงโทซิมซามะบังอินะนักขังนวุ่นลายเป็นกว่ามะกิสิมโมสักเกยินจีฮี ဒီမှာစကလုံးကျွန်တော်တို့အုံနဲ့ယူနဲ့ထီတော့ပြောပြီးဒါပေမဲ့ဝိန်နဲ့ H ကျန်သေးတယ် ตัวน่ะอีเกนซาเป็นโอโตตีโตยูโตอมคินฮีอายังอินะอปังเลปังอาไวเลเอชิเป็นกิสัมลายฮี နောက်မှအချိန်ရှိကျွန်တော်တို့ပြောသွားမှာဖြစ်တယ်အခုကကျွန်တော်နောက်ထပ်ကိုပဲကျွန်တော်ဆင်းသွားမယ် เดนจังอหุนอาอมเลเกนโตลายนี่ตัวน่ะโซมาไปหนวมหัง ပထမအချက်ကဘာလဲဆိုတော့စကားပြောခြင်းဆိုတဲ့စကားလုံးအရင်ဥဆုံးစတယ်ဒီကျမ်းမှာ อาคัดนาอะฮีไลเสียงทวินาบังเกนฮิามจิเลอาคัดนาอะทุเกนนาจิเป็นกิมุเทฮี ကျွန်တော်တို့လူတစ်ယောက်ကတဲ့24နာရီတစ်ရက်မှာတဲ့လူတစ်ယောက်ကစကလုံးပေါင်း16000ပြောတယ်တဲ့ มีเฮงขัดเบกเบกินะนิขัดอินะอากำเปาเป็นตูลซอมเลตูลกุกพาฮีจิ ဒါဆိုတော့16000ကိုကျွန်တော်တို့စာနဲ့ရေးတယ်ဆိုရင် ตัวตูลซอมเลตูลกุกเป็นลายตัวอาดแรง 64မျက်နှာရှိတယ် ซอมกุกเลลีลายดัลพาฮีลายไม้ တော့ บ่ ကျွန်တော်က
စကားပြောတာရဲ့ကျွန်တော်အားလုံးတရက်မှာစကားပြောတာကိုစာမျက်နှာမှာရင်းတော့အများကြီးရှိသွားမှာ ตัวฮิเลเกยอินิขดากระทุกเกนเลโนวีนิขดานะทุกเกนเตวกอมข้อมินฮิเลลายไม้ตัมปีตักพอดีฮี ဒါဆိုတော့တင်စကားပြောတာကျွန်တော်စကားပြောတာဘေးအရာကအများဆုံးလဲဆိုတာစမ်းစစ်ဖို့လိုတာဖြစ်တယ် ตัวหิมันนะตูนี่อินเกยเลนังอินิสิมาอิปุลากัมมัลเตเป็นบังฮิยามจิเป็นอิเตลริงกิซัมฮี ဖခင်တယောက်ကသူ့သားကိုတနေ့ကျတော့ခေါ်ပြီးတော့မှစမ်းတပ်ပွဲလုပ်ခိုင်းတယ် นี่ขัดนี้ตักเจียงนะปาปีคดีนะอัตปาสามินะอีสารตันหมออีทูอีอนุนต่างนาสุงะกิสินสักฮี တန်ချောင်းယူခိုင်းတယ်နှုတ်ပြီးတော့မှဒူယူခိုင်းပြီးတော့မှတင်စုတင်စိတ်ဆိုးတိုင်းပေါ့နော်တင်စိတ်ဆိုးတိုင်းတိုင်မှာတစ်ချက်ရိုက်ပါတဲ့တန်ကိုရိုက်ခိုင်းတာတိုင်ပေါ်မှာ ตัวปนินะตัวอัตปาเกียสิกปิมเลเซกวลาอินนะเฮซิมินะนิขัดินขัดเวตาตัวสิกปิมโตเซกโตกิลอินจีนะเกนฮีอัตปาเกีย ဒါကြောင့်မို့သူစိတ်ဆိုးတိုင်းတန်တစ်ချောင်းစီတိုင်မှာရိုက်တော့မဆန့်တော့ဘူး ตัวเลอัตปานซงอะเฮซิมาตัวสิกปิมเตอะเขตอาเลอะโซนาตักเจียงอินะตัวอะสิกอะเขตนาสิกอมุนเป็นกิตานอนโลฮี ဒီနေ့ကျတော့သူ့အဖေကသူ့သားကိုတာလာခဲ့ဆိုပြီးပြန်ခေါ်ပြီးတော့ นี่ขัดนี้ตักเจียงอินะอปานอตาเป็นองไปยินจีนะสามินะ တင်စိတ်မဆိုးတဲ့အချိန်ရှိရင်တဲ့ นังนะเฮโลหุนอาโอมาเล တစ်ချောင်းစီနှုတ်ပါတဲ့ ตัวนักเขตซาสิกปิมเตเป็นตังขัดตันละขกิกินจี ဒါကြောင့်သူစိတ်မဆိုးတိုင်းတွားပြီးတော့မှတန်ကိုတစ်ချောင်းနှုတ်တယ် ตัวเลอามาซงอะเฮโลนีสิมินะตัวสิกปิมเตตังขัดตันนังละขกิฮี နောက်ဆုံးကျတော့သူတွားပြီးတော့မှတန်ချောင်းနှုတ်မယ်လို့လုပ်တဲ့အခါမှာ อะตอมนาอามันซงตัวสิกปิมตังขัดละคดีจีนะอะไงสุดไหลตะกินะ သူနှုတ်ရှာမရှိတော့တန်ကကုံသွားတယ် อะดอคักดิสิกปิมเป็นอมนอนโล ဒါ ฮี ကြောင့်အယံပျော်တယ်သူက ตัวห้างนะอามาเป็นหนวมฮี ကဲအဖေတန်လဲကျွန်တော်ကိုရိုက်ခိုင်းတယ်ကျွန်တော်ရိုက်တယ်နှုတ်လဲနှုတ်ခိုင်းတယ်အခုလာခဲ့ဘာမှမရှိတော့ဘူးတဲ့သူ့ဖေကိုပြောတယ် ตัวหิมันเนี่ยนะอปาเกียอัตปายนเกนี่นะปาโอนังสิกปิมงซาสักินะอีตูนะกัลักยันจินซงโซลินตูนะบังมาซงอมนอนโลฮีจีนะเกนฮี သူ့အဖေနဲ့တွားကြည့်တော့သူ့အဖေကစကားတစ်ခွန်းသူ့ထပ်ပြောတာရှိသေးတယ် อปาอเวอตักเจียงนะอปานะกัมมัลขดงเกนฮี ဒါတင်စိတ်ဆိုးတော့မှတန်ကိုတော့တစ်ချောင်းစီရိုက်တယ်မှန်တယ် ตาโอนังอีนะเฮหลายตะกินะสิกปิมขัดตาเข็นมาเตมานมาฮี တင်စိတ်ဆိုးပြေတဲ့အခါမှာတစ်ချောင်းစီနှုတ်တယ်မှန်တယ် นะเฮอากับตักเจียงอินซงตังขัดตาลักเฮกิมานมาฮีเต ဒါကြောင့်တန်ချောင်းတစ်ချောင်းမှမရှိတော့ဘူးမှန်တယ် ตัวหิมันนี่นะตุนสิกปิมตังขัดซงอมนอนโลอหิมันนี่นังมานฮีเต ဒါပေမဲ့တစ်ခုတော့ရှိရနော် อะเฮียงินะขัดเบลกิซัมฮี ဒီမှာကြည့်ပါတဲ့ เฮียเอนิน ဒါဆိုဘာကြံလဲ ตัวเลบังเจียนะเฮียม အာတန်ရိတ်တဲ့အရာကြံတာရှိတယ် บังอมลายเฮียมจีเลตัวสิกปิมีอะเข็ดนาอวังเตเป็นนะอมลายฮี ဒါကြောင့်မို့ကျွန်တော်တို့စကားပြောသွားတာကတော့မှန်ပါတယ် ตัวหิมันนี่นะนิสิมินะอิทุเกนอิปุลากเตมานมาฮี ဒါကြောင့်လူတစ်ယောက်ကိုဒဏ်ရာရစေတာဖြစ်တယ် อะหิหางินะมิหิงขัดเป็นอลุงสิมเมยมาสักฮีหัง ဒါကြောင့်အဲ့ဒီဒဏ်ရာကဖျောက်လို့မရဘူး ตัวนันนาเป็นดำไงโลฮี ဒါကြောင့်စကားမပြောခင်မှာကျွန်တော်တို့စဉ်းစားရအောင်ဟာလေလုယာ ตัวหิมันนี่นะทูอีเกนมายินะอีเกนดิงกัมมัลเตไงสุนมาสนี ဒါကြောင့်တိမောသေကိုရှင်ပေါလုကအယီဦးဆုံးသင်လိုက်နာရမယ့်အရာကသင်ရဲ့ရှာကိုလိုက်နာရမယ် ตัวหิมันนี่นะโปลูเกยะใจสุนบังเกนเฮียมจิเลนัมบัดขดานะซุยดิงินะนักกัมมัลนะเลกิโดมินจิฮี ဒုတိယအချက်မှာဆိုရင်ကျွန်တော်တို့ကကြင်ကြံပြုတ်မှုခြင်းလှုပ်ဆောင်တဲ့အရာတွေကိုဆိုလိုခြင်းဖြစ်တယ် อันนี้นะบังเฮียมจิเลนิสิมินะอิเซปอิบอลนาเตเกนนวมหัง ကျွန်တော်တို့ခရစ်ယာန်ပဲကျမ်းစာရှိတာမဟုတ်ဘူးနော်ခရစ်ယာန်ပဲကျမ်းစာအုပ်ကင်တာမဟုတ်ဘူး ไอ้คริสเตียนเตเบกินะลายเสียงทูบัวในฮิโลฮีหังมีดังดังเตนซงในฮี မယုံကြည်သူတိုင်းမှာလည်းကျမ်းစာအုပ်ရှိတယ် ทุมโลเตเกยะซงลายเสียงทูอมฮี ဒါဆိုတော့ဘယ်လိုဟာမျိုးကျမ်းစာအုပ်ကိုသူတို့ကင်တယ်လဲ ตัวเฮียเลอามาวกอยบังลายเสียงทูอามาวดีนะจังเฮียม မယုံကြည်သူရဲ့ကျမ်းစာကတင်မယ်ဟာလေလုယာတင် อาเม မယ် นตัวนี้อินะทุมโลมีเตอีลายเสียงทูอินะนังเลเกยฮีหังอาเมน ဒါကြောင့်တင်ကကျမ်းစာအုပ်ဆိုတော့ယုံကြည်သူအတိကိုလှန်နေတာဖြစ်တယ်
ตูนี่นะลายเสียงเท่าเจียจังนี่นะทุกมีแต่อัทักเป็นอามาองซิมนาวฮี ဒါကြောင့်တင့်ရဲ့ကြင်ကြံပြုတ်မှုခြင်းကိုကျွန်တော်တို့ကအုပ်စိုးနိုင်ရမှာဖြစ်တယ် ตัวเฮมันนี่นะตูนี่อินะอีกำตัดอิลูเฮกนาแต่เป็นเอมามาอินอิโซกูลฮี ဒါတစ်ချက်မှာကျွန်တော်တွားမယ်ဆိုတော့ อชุมนาไปดีฮิเล သူ ฮัง တစ်ပါးကိုချစ်ချင်းဖြစ်တယ် มีแต่อีดดิง ချစ်ချင်းဆိုတာကတော့ကျမ်းစာထဲမှာ၄မျိုးဖော်ပြတယ် อินนาตุกิไซนะลายเสียงทวินะนำลีนางเกนฮี တငယ်ချင်းချစ်တာ ลมเตโตกิอินนา သမီးစားချစ်တာတွေ ลมกิไงนา နောက်ပြီးတော့မိသားစုမိဘတွေကသားသမီးတွေချစ်တာ นูเลปานูเลตากิกาลกิศพนากิอินนา နောက်ဆုံးကျတော့ဘုရားသခင်ရဲ့အာကပေချစ်ချင်းကို၄မျိုးနဲ့ဖော်ပြတာကျွန်တော်တွေ့ရတယ် อะตอมนาปัสยานินะมิหิงเตองอินนาอากาเปอินนากิโมเทฮี ဒါပေမဲ့ဒီလိုဟာမျိုးချစ်ချင်းကဘာလဲဆိုတော့အမှုတော်မြတ်မှာကိုယ့်ရဲ့အသက်ကိုပေးရရလို့တဲ့တာဝန်ထမ်းဆောင်ခြင်းမျိုးကိုဆိုလိုခြင်းဖြစ်တယ် ตูนี้นะฮีอินนายแกนตักเชียงอินะบังฮิยามจีเลปัสยันนาอิเซบนาสุงะอินุนตังนามาเปียงนาอเกนนบนาฮี ဒါကြောင့်ဘုရားသခင်ကိုချီးမွမ်းတဲ့အခါမှာအပေါ်ယံနဲ့မဖြစ်ရအောင် ตัวฮีมันนี่นะปัสยันเบียกเปียงนายในตักเชียงอินะอปอทัมเบกกิงะโลฮี တချို့ကြတော့အဲ့ဒီအသင်းတော်ကလက်ခုပ်တီးတယ်ကကြတယ်ခုံကြတယ်လို့ပြောတဲ့လူတွေရှိတယ် ปอลคัตเตอินะฮิปอลปีอินะกิโคมินฮิเลงขุดเบงไงลาไม่เดียงไงจีฮี worship ကတော့နှလုံးသားနဲ့နှလုံးသားဖြစ်တိတ်တိတ်ဆိတ်ဆိတ်နဲ့ဘုရားနဲ့စကားပြောတာ worship a hiang ina biak piang na ichi penina pasyan to idlung sima hi ipumpi sunga ikha pasyani nong piak khale atunga pasyan pen ikha to akizop na pen to pen biak piang na kichi hi ဒါပေမဲ့အဲ့ဒီ worship ကဘုရားရဲ့စိတ်တော်ကိုတွေ့တဲ့အခါမှာမငြိမ်တော့ဘူးသူက a hiang ina to biak piang na pen pasyan mai tang inga tak chiang ina dai non lo hi မငြိမ်တဲ့အခါမှာအရှိန်ထွက်လာတော့သူကဗာလဲ praise ဖြစ်သွားတယ် hallelujah to biak piang na pen adai non lo tak chiang ina to biak piang na pen i midang te tunga ki ku set ni na tua ina praise biak piak na lam le dian to biak piak nang piang hi ဒါကြောင့်ဒါဝိစမင်ကြီးကနော်အာယပါယကရာကအဲ့ဒါကြောင့်ဖြစ်တယ် tua hi mani na dawi kumpi pa pen al lama dianga pasien mina phat na tua hang hi ဒါကြောင့်ကျွန်တော်တို့လည်းဒီညတလှမ်းလှမ်းနေဆိုရင်နောက်နေ့ကျနှလန်းလုံးလှမ်းရအောင် hallelujah tua hi mani na tu za ni na kal khat la mi hi ale jing tak chiang ina kal ni bang lam di hi hang amen ဒါကြောင့်စိတ်ရင်းနဲ့အာရပါရနဲ့ကုံတော်ချီးမွမ်းဖို့ရန်ကျွန်တော်အားလုံးဖိတ်ခေါ်ချင်တာဖြစ်တယ် tua hi mani na ilung sim kem pe to pa than ithane za to iphat na ding ina ong zon wa ming နောက်ပြီးတော့ဝိညာဉ်သဘောရှိရမယ် tua ki tak chiang ina kha ki uk sak di mo ဝိညာဉ်သဘောဆိုတာကဝိညာဉ်တော်ကထိန်းချုပ်ခြင်းကိုဆိုလိုခြင်းဖြစ်တယ် kha ki uk sak di ichi tak chiang ina kha siam thawin inun tang na onguk chi na hi ရည်တန့်ဘူးထဲမှာရည်ရှိတယ် tui yi tan bung sunga tui yom hi အဲ့ဒီရည်ကိုကျွန်တော်အပြင်မှာတွင်ချင်တယ်ဆိုရင်အဖုံးဖွင့်မှသိချတယ် tua tui pen apua bokhanwam leng asin ka hon lo phamo hi အဖုံးဖွင့်ပြီးတော့မှကျွန်တော်ကရည်ကိုတွင်လိုက်တဲ့ရည်တန့်ဘူးကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာဘာမှမတွေ့ရဘူး tua hi manina tua tui pen ka buak kha khit tak chiang ina bangma ki mu thei om non lo hi ဒါမဲ့ရည်တော့ကျွန်တော်တွင်တယ်ဒါမဲ့မပြီးသေးတာတခုတော့ရှိသေးတယ်အဲ့ဒါကလေကြံသေးတယ်လေရှိသေးတယ် tui bel bua hi ing a hi hangina aman nai lo tui ka buak khit hangina aman nai lo kha domina tua ina hui hi အဲ့ဒါကြောင့်အဲ့ဒီဘူးထဲမှာရှိတဲ့လေကိုအပြင်မှာကျွန်တော်ထုတ်ချင်တယ်ဆိုရင်ဘာလို့ရမလဲဆိုတော့ရည်ပြန်ထည့်ရမှာဖြစ်တယ် tua hi manina tua tui thor sunga a om lai hui pen lakhanwa min hileng pen tua tui ka buak khak sa pen a sunga ka thun kul ring hi ရည်အပြည့်ထည့်တယ်ဆိုရင်လေကအကုန်လုံးထွက်သွားမှာဖြစ်တယ် tui adimin thun ki kin hileng a hui te pen a vekina leng kha to di hi အဲ့ဒါမျိုးကိုဝိညာဉ်သဘောရှိခြင်းဝိညာဉ်တော်ရဲ့ထိန်းချုပ်ခြင်း control လို့ဆိုလိုခြင်းဖြစ်တယ် tua pen kha siang thawi ki uk sak na chi na ki gen hi ဒါကြောင့်ယုံကြည်သူရောက်ချင်းစီတဲ့အထုသဖြင့်တိမိုသေကိုရှင်ပေါလုကအဲ့လိုမျိုးရှိတတ်အောင်ရှိရလေအောင်ခွန်အားပေးတာဖြစ်တယ် tua a hi manina polina timote ge ya aki apum pi ki uk zo na ma din zong a han thon hi နောက်ပြီးတော့ဗာတွေ့ရလဲဆိုတော့သက်စာဆောင်ခြင်းယုံကြည်ခြင်းဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ် tua khit tak chiang ina bang ki mulai hiam chi le chi tak na mo pasien tunga ithuma na ichi tak na ယုံကြည်ခြင်းဆိုတာစကားလုံးနဲ့ကျွန်တော်ကြည့်မယ်ဆိုရင်လည်းသူလည်း၅လုံးရှိတယ် FAITH
ဆိုတာရှိတယ်သူ့မှာ၅လုံး ตัวหิมันเนี่ยนะอีอุมนาอิจิเป็นเอ็นินฮิเลงอามาจงมัลงาพายนะ F A T F A F A I T H faith จีนะมัลงามาอมฮี F ဆိုတာကစွန့်လွတ်ခြင်း forsaking ဆိုတဲ့အဓိပ္ပာယ်ရောက်တယ် F E အขียนนาเป็นส่วนลดชิน forsaking อขียนนาโมอีนุสยงามจีอขียนนา နောက် ฮี ပြီးတော့ A ကဘာလဲဆိုတော့ all အားလုံးကိုဆိုလိုခြင်းဖြစ်တယ် เออินาบังฮิมจีเลอีเวกปีอเวกาจีนาฮี I ဆိုတာကြတော့ကျွန်တော်ကျမဖြစ်တယ် ไออจิจังอินะนังเลเกยจีนบนาฮี နောက်ပြီးတော့ T ကြတော့ယုံကြည်ခြင်းအားကိုးခြင်းညီကိုခြင်း trust ဆိုတာဟုတ်တယ် ตีอินาบังอาจีนมนาฮิมจีเลอุบนามวนนาฮี နောက်ပြီးတော့ H ကတော့ him ဆိုတော့ဘုရားသခင်ကိုယဉ်ညွှန်းတာဖြစ်တယ် ไอชีอินาบังอาจีนาฮิมจีเลฮิมจีนาปัสยานาเกนนมนาฮี ဒါကြောင့်ယုံကြည်သူရောက်ချင်းစီတိုင်းကယုံကြည်တဲ့အရာမျိုးကိုဘယ်လိုပုံစံမျိုးနဲ့ဘုရားသခင်ကစီစေရှိစေခြင်းတယ်လဲဆိုရင် ตูนีอินาอีอุบนาเตเป็นปัสยานีนะกุยจิบังอินาขังตูดีนาองเดฮิมจีเล အရာအလုံးကိုစွန့်လွတ်ပြီးတော့မှ นาเคมเปอุนุสยาอินา သူ့စင်မှာနေဖို့ဖြစ်တယ် อามาเกยอีอมดีองเดฮี အဲ့ဒါမျိုးကိုကျွန်တော်တို့ကကျမ်းစာကယုံကြည်ခြင်းလို့ခေါ်ခြင်းဖြစ်တယ် ตัวบังอุบนาเป็นลายเสียงทวินอุบนาจีนานาเกนฮี အဲ့တော့ယုံကြည်ခြင်းမရှိရင်ဘုရားသခင်ရဲ့စိတ်တော်ကိုမတွေ့ဘူး ตัวหิมันนี่นะอุบนาในโลปีนะปัสยันหมายพากิโมเทโลจีฮี နောက်ဆုံးမှာဗာလဲဆိုတော့စင်ကြယ်ခြင်း อะตอมนาบังฮิมจีเลเสียนทงนาฮี ဆာလံ100နဲ့မှ19အငယ်7မှာကျွန်တော်တို့တွေ့ရတာကဗာလဲဆိုရင် ลาเตนัมบัซาเลซอมเลกัวอเนวซอมเลขันนาสุงบังเกนฮิมจีเล ကိုရောကိုအပြစ်မှားမပြစ်မှားပဲနေနိုင်မြတ်ကြောင်းဗျာဒိတ်တော်ကိုနှလုံးထဲမှာတူထားပါပြီတဲ့ นังมาตุงะกงเขลลุนาดีงินกะลุงซิมซุงะนังมาถูกะคอลฮีจีฮี ဒါကြောင့်တန်ရှင်းခြင်းနဲ့ဆိုရင်တော့ဖခင်ရဲ့နှုတ်တော်ထုတ်ကအများကြီးနှလုံးထဲမှာတူထားမှာဖြစ်တယ် ตัวหิมันนี่นะตัวเสียนทงนาเป็นนังเลเกยนะอิเดียอีฮิอาเลปัสยันกัมมัลเป็นอิสุงานิสิมินะอิดิมเดนดิงทุปีฮี ဒါကြောင့်ယုံကြည်ခြင်းအဖြစ်ကျွန်တော်တို့ဒီနေ့ကနေစပြီးတော့မှဆုံးဖြတ်ချက်ချကြရအောင် ตัวหิมันนี่นะตูนีอินะอีอุบนาเตขัดเวลำกิกดีฮีหัง UN အခြေအနေနဲ့ကျွန်တော်ကြည့်မယ်ဆိုရင်လူငယ်ဆိုတာကဘယ်လိုသတ်မှတ်လဲဆိုရင် UN ကလူငယ် youth ကိုအနှစ်ပေါ့နော်ဘယ်နှစ်ကလည်းဘယ်နှစ်ဆိုပြီးတော့မှသူတို့ပိုင်းခြားထားတယ်ဆိုရင်တော့ ตูนีอินะยุดขังนูจิกัมมัลเป็นกุมบังซาปนินะกุมบังซาดงอีอเกนนบนาฮิมจิเล 15နှစ်ကနေ24နှစ်ကို UN ကတော့အတိအမှတ်ပြုတ်တယ်လူငယ်လို့ခေါ်တယ် ซูเอนี่นะซอมเลงาปนินะกุมซอมนี่เลกุมนี่ดงเป็นขังนูจินะจำเตฮี ဒါပေမဲ့ကျွန်တော်ဘာသာရေးမှာဆိုတော့14နှစ်ကနေဟူး45နှစ် ไอ้ยังนี่นะปอลปิสุงเตะมะเตอีปอลปิอุบนาเตะขังนูเตเป็นกวยปานินกิจำเตะยามจีเลกุมซอมเลกุมงาปนินะกุมซอมเลกุมลีกุมซอมลีเลกุมลีกุมซอมลีเลกุมงาดงบังกิจำเตะฮี အဲ့ဒါကိုကျွန်တော်လူငယ်လို့ခေါ်တယ် ตัวเป็นขังนูกิจีฮี ကျွန်တော်ဘာလို့ဒီဟာတွေပြောတယ်လဲဆိုရင်တင်ကိုယ်တိုင်လူငယ်ဖြစ်ခြင်းကတကယ်ပဲမူမြတ်တဲ့အရာဖြစ်တယ်ဆိုတော့ကျွန်တော်ပြောချင်တာဖြစ်တယ် ตัวนี้นะบางหางินฮิตวงเกนกะยามจีเลนังมาอินะขังนูเตสุงะมิทุปีนะฮินางเกนนัวมิง ဒါကြောင့်တင်သည်တကယ်ကိုအရေးကြီးတဲ့ယူဖြစ်တယ် ตัวหิมันนี่นะตัวนี้นะนังนี่นะอทุปปิมาอยู่ฮีเต ဒါကြောင့်တင်ပေးမှာရှိတဲ့အခြားသောသူကိုတတိထားပါ ตัวหิมันนี่นะนักยาอมมิดังเตเป็นเตลโซมินลานังเลนังกิเกมิน ဒါကြောင့်တင်ဘေးမှာရှိတဲ့ညာဘက်မှာရှိတဲ့ကားတိုင်ဆိုတဲ့ cross ကဘယ်လိုလဲဆိုတာလည်းတတိထားပါ ตัวหิมันนี่นะนัตักละมาอมาฮีครอสเจซูซงกว่าฮิมจีเป็นนักยากว่าอมฮิมจีเป็นซงนิสิมินะกิสิตเตลิน ဒါကြောင့်တင်ရဲ့စကားပြောမှုချင်းတင်ရဲ့စကားပြောချင်း ตัวหิมันนี่นะนิสิมินะทุเกนเตนิสิมินอิทุเกนเตเป็นกิสิตเตลีฮิฮัง တင်ရဲ့ကြင်ကြံပြုမှုချင်း อีกัมตัดนาเต တင်ရဲ့သူတစ်ပါးကိုချစ်ချင်း มีเตตุงะอีนาเต ဝိညာဉ်သဘောရှိတဲ့အရာတွေ คาเสียงทูโตอิกิดิมนาเต နောက်ပြီးတော့သက်စာဆောက်ခြင်းယုံကြည်ခြင်းရှိတဲ့အရာ ปัสยันตุงะอิจิตังนาอิอุปนาเต န
နောက်ပြီးတော့တန့်ရှင်းစင်ကြယ်ခြင်းရှိတဲ့အရာ ka pasian sunga moto i omna i hi na i khang no hi na te ki kem chingina siang tho taka inun tang na te ဒီအရာအားလုံးကိုလူငယ်မှာဘုရားသခင်ကနေ့စဉ်နေ့တိုင်းထွေးပိုက်ပြီးတော့မှနေ့စဉ်နေ့တိုင်းအသက်ရှင်တဲ့အခါမှာလက်တွေ့အသုံးချဖွင့်ကျွန်တော်တို့ကိုဒီနေ့ဒီညမှာကျွန်တော်ကစဘုရားကဖိတ်ခေါ်တာဖြစ်တယ် tua hi manina pasianin khang no te pen hiteng to nisimina anung tadile nisimina aman hiteng sukhial lowa mo to man taka inun tak thei na ri na nisimina ong kem nuamina aang sunga nisimina ong samden hi အဲကြောင့်ကျွန်တော်တို့အားလုံးဒီတကယ်ကိုဘုရားရဲ့ရှေ့မှာမူမြတ်တဲ့လူငယ်တွေဖြစ်တယ်ဟာလေလုယာ tua hi manina nangle ke pen atak takin gen le hang pasian sunga athupi ma ma te hi hang ဒါကြောင့်ရှက်က6လက်မဘူးထဲမှာနေရင်မကြီးထွားသလိုပြင်လေထဲမှာနေပြီးတော့မှကြီးထွားသလို tua hi manina tua syang nga pi pen len mat guk tui laka a om sangina tui pi sunga tun tak chiangina agol ziaw ma bangina ကျွန်တော်ကျမတို့လည်းခရစ်တော်မှာပဲကြီးထွားရအောင်ဟာလေလုယာ nang le ke jong jesu sunga be khang to di hi hang ဒီနေ့ကျမ်းသာရတဲ့နှုတ်ကပတ်တော်အဖြစ်ရောက်ချင်းစီတိုင်းပေါ်မှာဖျက်သခင်ကောင်းချီးပေးပါစေ tu ni izak kamal hangin to pan thu phang peta hen